စနေမောင်မောင်ပါဝင်သောစနေမောင်မောင်၏စွန်သားကံများကိုရေးသားထားသောပထမဆုံးစာအုပ်ရန်ကုန်သို့ပြန်လည်ရောက်ရှိရသောအခါစနေမောင်မောင်နှင့်ကျွန်ုပ်တို့သည်ညနေပတ်များတွင်ရန်ဖန်ရန်ခဆိုသလိုဓမ္မရခိတသို့တွားရောက်ခါမိတ်ဆွေများနှင့်စကားစမြည်ပြောဆိုဖြစ်ကြလေ၏တညနေတွင်မိတ်ဆွေများထဲမှဥဖိုးချက်ဆိုသူသည်သူ၏ဓာတ်လုံးသည်အတော့ကိုပင်ခီးရောက်နေပြီးဖြစ်ကြောင်းမကြမီမှာပင်အစွမ်းပြတော်မူဓာတ်လုံးဖြစ်ကြောင်းတို့ကိုဟိတ်လောက်ခါကြွားလုံးထုတ်နေလေ၏သူ၏ဓာတ်လုံးကိုလည်းစနေမောင်မောင်နှင့်တကွလူတကာအားပြသနေလေ၏သူ၏ဓာတ်လုံးသည်ပကံမြို့တွင်ကျွန်ုပ်တို့မြင်ခဲ့ရသောပြည်ထောင်အပြည့်နှင့်ထည့်ထားသောဦးနာကြီး၏ဓာတ်လုံးများနှင့်ထူးမခြားနာဖြစ်နေလေ၏ထို့ကြောင့်စနေမောင်မောင်မှဥဖိုးချက်အားဒီဓာတ်လုံးဟာဖြစ်မြောက်မဲ့ဓာတ်လုံးမဟုတ်ကြောင်းရင်ပတ်မိဘူးခံပြီးတော့ဖိုထိုးနေမဲ့အစားတိတ်ထိ10ပါးပြီးသောဇော်ကြီးဖိုးဝင်ငှက်ဆိုသည်ကိုရှာတင်ကြောင်းပြောဆိုလိုက်လေရာဥဖိုးချက်သည်ရန်ပုံမိကြဆိုတဲ့ကဲ့သို့ဖြစ်သွားလေတော့၏မမြင်ဘူးမတွေ့ဘူးတဲ့ငှက်တကောင်အစားခမားကိုပြပြီးမှလှော့လိုက်မယ်ငှက်တကောင်ကိုပဲ3နှစ်အတွင်းမှာပြန်ဖမ်းပြဇမ်းပါအောင်ဟုလဲဒေါ်နဲ့မောနဲ့လောင်းတန်းစိန်ခေါ်လေတော့၏လောင်းကြီးမှာရှုံးသောလူသည်9နှစ်တောင်းစားအဖြစ်အသက်မွေးရမည်ဖြစ်၏နောက်နှစ်ဖက်သဘောတူညီပြီးသောအခါမိတ်ဆွေများမှစာချုပ်စာတမ်းများပြုလုပ်ခါတပ်တေအဖြစ်လက်မှတ်ထိုးကြ၍လောင်းကစားပွဲကိုအတည်ပြုလိုက်ကြလေ၏နောက်တနေ့မနက်9နာရီတိတိတွင်ငှက်တော်တကောင်အား6တောက်တွင်တတ်ထုခွင်းကလေးဆွတ်၍လှော့လိုက်လေတော့၏ခွင်းအတွင်း၌စနေမောင်မောင်နှင့်ဥဖိုးချက်လက်မှတ်ထိုးထားသောစာရွက်ကလေးသည်လည်းပါရှိလေ၏ထိုငှက်ကလေးသည်ဟိုမှဒီမှပြန်ဝဲပြီးနောက်အနည်းရှိအဆောက်အုံတို့၏ခေါင်မိုးတွင်တွားရောက်နားနေလေ၏စနေမောင်မောင်သည်ထိုငှက်အားမျက်တောင်မခတ်စိုက်ကြည့်နေပြီဖြစ်၏ငှက်သည်တဖြည်းဖြည်းနှင့်စနေမောင်မောင်စီသို့ပြန်တန်းလာပြီးလည်းဖြစ်၏အတော်တန်နီးလာသောအခါဥဖိုးချက်၏တပည့်တို့သည်ငှက်အားရှူးကနေအတန်ပေးက6လက်မောင်းထုတ်လိုက်လေရာငှက်သည်အဝေးသို့ပြန်တန်းသွားလေတော့၏ထိုလူအားလည်းဥဖိုးချက်မှလွဲ၍ကြံသောမိတ်ဆွေများကဆဲဆိုချိန်မောင်းကြလေတော့၏တို့ရာတွင်ငှက်တော်သည်ကအဝေးသို့ပြန်တန်းသွားပြီးဖြစ်လေတော့သည်ကျွန်ုပ်တို့သည်အိမ်သို့ပြန်လာကြပြီဖြစ်၏ကျွန်ုပ်သည်ငှက်တော်ကိစ္စနှင့်ပတ်သက်ပြီးစိတ်မအေးနိုင်ဖြစ်နေတော့လဲစနေမောင်မောင်မှမူစိတ်အေးလက်အေးရှိလာတော့၏ရက်များမကြာမီမှာပဲစနေမောင်မောင်သည်စတော်ခွဲတူကိုခေါ်ယူခံထားလိုက်ပြန်လေ၏ထိုစတော်ခွဲမှာတခါကကျွန်ုပ်ထံတွင်အလုတ်လာလျှောက်ထားဘူးသောလူပူကလေးဂျိုကာဖြစ်နေလေ၏ဂျိုကာ၏ထူးခြားချက်မှာမင်္ဂလာတုတ်တွင်ပါရှိသောစာပိုင်များကိုမကြာခဏရွတ်ဆိုနေလေရှိခြင်းပင်ဖြစ်၏ကျွန်ုပ်တို့သည်ရက်အတန်ကြာမျှစိတ်အေးလက်အေးစားတောက်နေထိုင်ပြန်လေ၏ထိုရက်များအတွင်းမှာပင်လန်ဒန်တွင်နေထိုင်သောငှက်မုတ်ဆိုကြီးတူထံသို့၎င်းငှက်မုတ်ဆိုအသိများသို့၎င်းတန်ကြိုးစာများပေးပို့ပါငှက်တော်တို့၏သဘောတဘာဝကိုအသေးစိတ်စုံစမ်းပြန်၏ရခိုင်ရိုးမဘတ်နှင့်အိန္ဒိယဘတ်တွင်ငှက်တော်အမြောက်အများတွေ့ရှိနိုင်ကြောင်းလိုအပ်သည့်များကိုလည်းကူညီပေးပါမည်အကြောင်းတို့ကိုပြန်စာရရှိခဲ့လေ၏အေတို့နေထိုင်လာခဲ့ကြရမှဂျိုကာရောက်ရှိလာပြီး45ရက်မြောက်သောနေ့တွင်စနေမောင်မောင်သည်ငှက်တော်ရှာဖွေမိခီးစဉ်စတင်တော်မူဖြစ်ကြောင်းလိုအပ်သည့်များကိုပြင်ဆင်ထားရန်လိုကြောင်းတို့ကိုပြောကြားလေတော့၏နောက်တနေ့နနက်9နာရီတိတိတွင်ကျွန်ုပ်တို့သည်နေအိမ်မှထွက်ခွာလာခဲ့ကြပြီးများမကြာမီရန်ကုန်ဘူရာကြီးသို့ရောက်ရှိခဲ့ကြလေတော့၏ယထာဘော်သို့မတက်မီစနေမောင်မောင်ထံသို့လူ3ယောက်ရောက်ရှိလာပြီးမွေးမြူတင်ကြားခိုင်းထားသောသိန်းငှက်ကြီးကိုလာရောက်ပေးအပ်လေ၏ထိုငှက်ကြီးသည်စနေမောင်မောင်၏ပခုံးမော်တွင်နားကကျွန်ုပ်တို့နှင့်အတူယထာစီ၍လိုက်ပါလာခဲ့လေ၏လမ်းတနေရာတွင်မူထိုငှက်ကြီးကိုလွတ်ပေးလိုက်လေ၏ညနေ9နာရီလောက်တွင်ယထာသည်ပြည်မြို့သို့ဝင်လေ၏ထိုအချိန်၌စနေမောင်မောင်လွှတ်လိုက်သောငှက်ကြီးသည်ငှက်တော်တစ်ကောင်ကိုကုတ်ချီကပြန်တန်းလာခဲ့လေ၏တို့ရာတွင်ခြေထောက်၌တတ်ထုခွင်းပါသောငှက်တော်မဟုတ်ပေပြည်မြို့၌ညစာစားပြီးကြပြီးလျှင်မကွေးသို့ထွက်မိသင်္ဘောနှင့်လိုက်ပါလာခဲ့ကြလေ၏သင်္ဘောပေါ်တွင်ဓမြတိုက်သည်နှင့်လည်းကြုံတွေ့ခဲ့ရသေး၏စနေမောင်မောင်နှင့်သိန်းငှက်ကြီးတို့၏အစွမ်းအစဖြင့်ဓမြများကိုဖမ်းဆီးနိုင်ခဲ့သည်ဖြစ်ရာကျွန်ုပ်တို့နှင့်တကွခရီးသည်များသည်အသက်စီးစိမ်ချမ်းသာရာရခဲ့ကြလေတော့၏မင်းဘူးတို့ရောက်လျင်စကုမြို့သို့မော်တော်ကားငှားကခရီးဆက်ကြပြန်၏စနေမောင်မောင်၏မိတ်ဆွေမျက်စိကုစရာဥလှလေးအိမ်၌တဲခိုနေထိုင်ကြရင်း၎င်းဆရာအားစနေမောင်မောင်မှလိုအပ်နေသေးသောလောကီပညာများကိုလည်းသင်ကြားပေးခဲ့ပြန်၏ထိုအတော်အတွင်းသတင်းစာများကိုလည်းမပြတ်ဝယ်ယူဖတ်ရှုနေရာစနေမောင်မောင်စာဖို့အကြောင်းကြားထားသောဘလူးအဲရိုငှက်မုတ်ဆိုအသင်းမှကာလကတာဘတ်တွင်ငှက်တော်များအမြောက်အများတွေ့ရှိရကြောင်းကြော်ညာလေးတစ်ခုသည်ပါကလာခဲ့လေ၏
ထို့ကြောင့်ကလကတာသို့လိုက်ရန်စီစဉ်စရာရှိသည့်များကိုစီမံရန်အတွက်ရန်ကုန်သို့ပြန်ခဲ့ကြလေတော့၏ကျွန်ုပ်တို့သည်ပန်းဆိုဒန်းစိတ်ကမ်းမှနေ၍မော်တော်ကလေးဖြင့်ကူးကပင်လယ်ကူးသင်္ဘောစီသို့တက်ခဲ့ကြလေတော့၏ကလကတာမြို့စိတ်ကမ်းသို့ရောက်လျင်မော်တော်ကားတစ်စီးငှားကဤဒင်ဆေးရုံလမ်းအမှတ်30ရှိမြန်မာပိုင်3ဓာတ်ဇီယက်ကြီးစီသို့တဲခိုနေထိုင်ရန်အတွက်တွားရောက်ခဲ့လေ၏ထိုဇီယက်ကြီးစီသို့ရောက်ရှိသွားသောအခါဘလူးအဲရိုအသင်းထံမှစတစ်စောင်းကိုလူတစ်ယောက်သည်လာရောက်ပေးလေ၏ငှက်တော်များသည်ကလကတာ၌မရှိတော့ကြောင်းဂါယာဘတ်သို့ပြောင်းရွှေ့သွားပြီးဖြစ်ကြောင်းစာရင်ဖော်ပြထားလေ၏ထို့ကြောင့်ဂါယာဘတ်သို့ဆက်လိုက်ရန်စီစဉ်နေစဉ်အကြောင်းကိစ္စတစ်ခုနှင့်ကျွန်ုပ်နှင့်ဂျိုကာတို့သည်အချုပ်ခန်းအတွင်းသို့ရောက်ရှိခဲ့ရသေး၏အချုပ်ခန်းမှတဆင်စနေမောင်၏စီမံမှုကြောင့်ပလိတ်မင်းကြီးလက်ထက်မြစ်သူတို့သမီးကိုအလှပြင်ပေးရသူများအဖြစ်သို့လည်းရောက်ရှိခဲ့သေး၏ထို့နောက်ကျွန်ုပ်တို့သည်ငှက်တော်ကိုဆက်လက်ရှာဖွေရန်အတွက်ဂါယာမြို့သို့ခီးဆက်ခဲ့ကြလေ၏တိမ်ငှက်ကြီးမှလည်းငှက်အမျိုးမျိုးကိုဖမ်းဆီး၍လာတတ်မြဲဖြစ်၏ကျွန်ုပ်တို့သည်မြန်မာပိုင်ဖုံးတော်ကြီးကျောင်းတစ်ကျောင်းတွင်တဲခိုနေထိုင်လျက်ရှိစဉ်ကျေးနန်းတစ်ဆောင်ကိုလက်ခံရရှိခဲ့ရာမန်ဂါဆိုသူထံမှဖြစ်ပြီးကလကတာ၌ငှက်တော်တွေ့ပြီးဟုအကြောင်းကြားလာခြင်းဖြစ်၏ကျွန်ုပ်တို့သည်ကလကတာသို့ပြန်လည်ရောက်ရှိသည့်အခါလူတစ်ယောက်သည်ငှက်တော်တစ်ကောင်ကိုလှောင်ချိုင်းဖြင့်ထည့်ပြီးလျှင်30ဖြင့်ရောင်းမည်ဖြစ်ကြောင်းဈေးဆိုလေ၏တတ်ထုခွင်းပါသောငှက်တော်ဖြစ်ရာကကွင်းကိုအရင်ဖြုတ်ကြည့်မည်ဆိုပါလျင်လဲ10သိန်းကြိုတင်ပေးရမည်ဟုမာရီကြောရီပြောဆိုလိုက်လေလျင်ကျွန်ုပ်သည်ထိုသူ၏မေးရိုးစီသို့လက်သီးဖြင့်တအားလွှဲထိုးလိုက်ရာထိုသူသည်လဲကြကအိပ်ပျော်ခြင်းသို့ရောက်လေတော့၏ထို့နောက်တတ်ထုခွင်းကိုဖွင့်ကြည့်ရာတွင်လက်မှတ်များမပါသောအတုဖြစ်နေသည်ကိုလည်းတွေ့ရှိရလေ၏ဥဖို့ချက်သည်လက်မှတ်များမပါသောတတ်ထုခွင်းအမြောက်များကိုငှက်တော်များ၏ခြေထောက်များတွင်တက်ဆင်ကလွှတ်နေပြီးဖြစ်လေတော့သည်နောက်တစ်နေ့၌လေထိုးသားဟုယူဆရသောလူတဦးသည်ကျွန်ုပ်တို့ထံသို့ရောက်ရှိလာပြီးတင်ဘောသားတဦးမှစာတစ်စောင်ကိုပေးခိုင်းလိုက်ကြောင်းပြောဆိုကစာကိုပေးလေ၏စာထဲတွင်တီဟိုကျွန်းသို့လာခဲ့ပါလိုချင်သောအရာကိုရပါမည်ဟုဟောပြထားလေ၏ကျွန်ုပ်တို့သည်တီဟိုကျွန်းသို့ရောက်သောအခါဟိုတယ်ကြီးတစ်ခု၌တဲခိုခဲ့ကြလေ၏ထိုတီဟိုကျွန်း၌ကျွန်ုပ်တို့သည်ပကံ၌ဆုံခဲ့ရသောကပ္ပိယဦးနာကြီးနှင့်အံ့ဩဖွယ်ရာဆုံတွေ့ခဲ့ရလေ၏တီဟိုသို့လာခဲ့ရန်စာပို့လိုက်သူသည်ဦးနာကြီးပင်ဖြစ်၏ဦးနာကြီးသည်ထူဆန်သောဂန်နာရီဒေဖူအမည်ရသည့်တတ်ထုတစ်မျိုးဖြင့်ထုလုပ်ထားသည့်နတ်သမီးရုပ်ထုလေးတစ်ခုကိုစနေမောင်အားပေးအပ်လေ၏ထို့သို့တဲခိုနေသောအချိန်မှာပင်ဘီဘီသည်လည်းကျွန်ုပ်တို့အဖွဲ့ကိုခြေရာခံမိသွားပြီးဖြစ်လေတော့သည်